တင်နာလေကတော့ဦးနာတင်နာတွေ့ကြည့်အောင်အဲ့ဗတိကဘလို့ကြုံရဆိုတော့ဗတိအားမရှိဘူးဆရာဆိုဖြုတ်ပြလိုက်တယ်ဗျအဲ့တော့အိမ်မှာတိုင်းတော့မဝယ်သေးဘူးနော်အားတင်တယ်ပို့လိုက်ပို့ခိုင်းပြီးတော့ပြန်ယူလာတယ်အမှန်တိုင်းတက်တယ်ဖြုတ်ပြက်သွားဟာဘာဖြစ်တာလဲပေါ့ဖြုတ်ပြက်တယ်ပြန်ပြက်တယ်ဟာမဟုတ်သေးဘူးပေါ့အဲ့နဲ့အဲ့တော့မီတာရွယ်မသုံးပြစ်သေးဘူးမသုံးသေးဘူးအဲ့နဲ့ဇိုင်းဥဆုပ်ကဖြုတ်တယ်တော့မပြက်တော့ဘာကြောင့်မပြက်ဆိုဒိုင်ယိုထဲကအပေါင်းတို့မားဝင်လို့မရမားမခံအော်ဒိုင်ယိုကပဲရှော့ရှိတော့လားပေါ့အဲ့ဒါဒိုင်ယိုဆုပ်ကမတက်တယ်မော်တာဆွဲကြည့်တယ်မော်တာနဲ့နောက်ပြန်တယ်မချိတ်ဘူးဟာဘောတွေကချော်သွားပြီပေါ့နောက်ဆုံးစေးနဲ့အပြည့်တွေ့သွားမှာဗတိကအပေါင်းတိုင်းအနှုတ်တိုင်းမရှိတော့ဘဲနဲ့အပေါင်းကအနှုတ်ကပေါင်းဘာမှမဖြစ်ဘူးဟုတ်တယ်တွင်းတဲ့လူရဲ့အဲ့ဒါပေါ့ဗတိကအားရှိနေတော့မင်းပြောလို့ပောက်ကွဲတာနေဗတိကအားလုံးကလက်ခံမရှိတဲ့အချိန်မှာဘုံကအမားတွင်းတယ်အဲ့ဒါအမားတိုင်းလက်ခံသွားအမားအမှန်ဖြစ်သွားအဲ့တတိကြုံမှုလေတော်တော်ရှာလိုက်ရတော့ဒါမင်းပြောရတာခဏလေးနော်တော်လဲကြုံတော်အုံးကိုက်ပူသွားတယ်ဟာသို့တော့ဒီဘင်းကသူကလည်းကောင်းတယ်ဆိုတော့ကိုကောင်းပေါ်ရောက်လာပြီဟာအားသွင်းပြီးပြန်လာမှဖြစ်သွားတာပေါ့တခြားပတိကျတော့လည်းအားလုံးပုံမှန်โอเคအဲ့ကြမှာအပြစ်ကတွေ့တာဟာဟုတ်ပြီပေါ့ဒိုင်ယုံစက်ကပြုတ်တက်လို့ရတယ်ဒိုင်ယုံထဲကအပေါင်းတို့မားဝင်လို့မရနော်ဟုတ်ဆရာအပေါင်းတို့မားဝင်ဒိုင်ယုံကလောင်ရင်လောင်မယ်ကျိုးလောင်ဖြူပြက်ပြန်ဖြူမပြက်နိုင်ကျိုးလောင်မှာပေါ့ကျိုးမလာဒိုင်ယုံကွဲမှာအဲ့ဒါဘယ်လိုလုပ်လဲနောက်ဆုံးတော့အပေါင်းတို့အမှားတိုင်းပဲတက်ပြီလေအဲ့ဒါကြုံရတယ်အိုးတော့မကွဲသွားဘူး तू ကအားလုံးကမရှိတဲ့အချိန်ဒီမှာတွင်းလာဖြစ်တဲ့အတွက်အဲ့အမှားတိုင်းကို तू လက်ခံလိုက်တော့အားရှိနေသေးရင်တော့မပြတော့အားလုံးကပြည့်နေတဲ့အချိန်မှာတွင်းနေတယ်မှာအပေါင်းတို့အမှားတိုင်းကို तू အပေါင်းတို့ဖြစ်သွားနှုတ်ကအပေါင်းဖြစ်သွားအပေါင်းကနှုတ်ဖြစ်သွားအဲ့လိုပဲဒီလဲကြုံရတယ်အားသွင်းနေချိန်တတိယဒီမှာကြွက်စီပန်နေလားခုနစီပန်ဆိုစီပန်လာလေးခွဲရဒီကောင်ကကြွက်စီပန်နော်ဒါနဲ့ तू ကအလုံးလို့ပုံမတူတော့ဘူးဒါကအဆိုလိုနိုင်စင်ဆန်ဖြစ်သွားနော်ဒါလေးကိုခွဲပြပြီအားလေးပါလဲကြွက်လိုင်းတော့မရောက်သေးဘူးနင်းလင်းကဒါအပညာရရင်တော့တင်တန်းမစိမ့်ခင်မိတို့ကလည်းပတ်ပြီးသွားတယ်ဒါလေးခွဲမယ်ဆိုရင်တခြားနေရာခွဲမယ်ဆိုရင်အကုန်လုံးပြည့်စည်မှာသူကသူ့ origin နဲ့ဒါဆက်ထားပြီးသားဟုတ်ပြီလားဒါဆို origin နဲ့ဒီနေရာဆက်ထားဆိုကိုတော့လေးလာဒီနေရာဆက်ထားဆိုပြန်ခွဲရင်ရနိုင်တယ်ဒါအခုရင်တော့မဟုတ်တာခွဲပြီးသားခဏခွဲပြီးသွားတယ်ဒါမင်းတို့လည်းတွေ့ပြပြီဒါလေးနဲ့ဒါခွဲနော်ဒီ line လေးဝယ်ခွဲရမှာနည်းနည်းတော့စိတ်ရှိရမှာကြည့်ပါလေအခုချက်ချင်းရရင်ပါလေအပေါ်ကြီးရချကြမယ်ပတ်လေးလေးနော်အတင်းရတစ်ခုယူတုံးလေးတစ်ခုယူဒီကငုံပဲထိုင်ငုံထောက်ဆရာဒါပြောလို့ရတယ်ဆရာဆိုင်မင်းအဲ့ဒါရတယ်ဟုတ်တယ်အဲ့ဟိုကဗလဲतू ကဟိုကအစင်းရကပြောမထားဘူးလို့ပြောနေရတယ်အဲ့ तू ဆေးလောက်ထားဆိုအစင်းရကတော့ပျောက်မှာပဲကျွန်တော်တစ်ချက်လုံးမှုတ်ထားဆိုအဲ့ဒါကိုကလစ်ခေါ်ပါတယ်စီးစံသွားလိုက်ကိုကောင်းတယ်နော်ဒီမှာကလေးတွေမပြီးသေးတင်တန်းပြီးတယ်ဟုတ်သွားလိုက်ပါနော်ကျွန်တော်ကလစ်ခေါ်ပါလိုက်သွားလိုက်ဟုတ်တယ်စီးစံသွားလိုက်အဲ့ဒါပိုကောင်းပြီနော်ကောင်းလေးပြောလိုက်မယ်တော့ဆရာဟုတ်ပြစီးစံသွားလိုက်နော်လက်ဒီမဲ့လက်ရည်đây đây nè bây giờ nè mà đâu cả chim ra rồi ai gì sao cái lâu quá mà mình lù rồi cái này tụi bé sẽ thả là chịu là nó mà phàm mình xin rồi như vậy không sai bạn mà khơi như vậy đó đó nhiều đi bài lâu lâu đi là sẽ mà mình độ là khơi đâu khơi như vậy mình nhưng mà lâu lâu bọn thế đêm sebelum nó solo naik pun ada solo naik pun sama thì con đi mà quay bài thì con mà cô hết ngày giờ là quay em mà thôi lại đâu thì mà solo naik system đi bài thì con solo naik lấy con ăn đông luôn thì là sebelum ini tu apa dulu rồi thì mà chơi vậy thì con quay em thôi lại con thôi lại hả bố đi chơi nhìn lại con này thì mà con này quên đâu rồi mình sẽ chơi quay mà thôi lại thì con quay mà thôi lại thì cái channel thôi lại
ဒီဦးသေးလေးနဲ့ဘာလို့မှ ကန်ခုထွက်လာ ဒီတက်ကုန်နဲ့တော့ကောင်းသွားပြီအဲ့ကောင်ပေးပေး ဒီကောင်ဒီမှာကြည့်နော်သူဟွာလေးလိုပဲဒီကောင်ကဒီထဲမှာဝင်နေနော် ဟုတ် ဝင်နေပြီးတော့သူကဘယ်လိုလုပ်လဲဆိုဒီကောင်ကတော့လုံးမလုံးဘူးဒါအငြိမ်နော် ဟုတ် ဒါဝယ်စီးလေးပါတယ်ဒီကောင်ကဒီထဲမှာအငြိမ်နေနေရဒီကောင်ကလှုပ်ရှားနေတယ်ဆိုတော့ဒီဂျာတွေကလှုပ်ရှားနေ ဟုတ် ဂျာတွေကအထဲမှာနေနေတယ်နေပြီးတော့ဆိုလိုနိုင်ပုံစံပဲနော်လီဗာ sorry သူ့ကိုဘိုးအားပို့တဲ့အချိန်မှာတစ်ဖက်ကိုကတ်သွား ဟုတ် ဒီဘက်ကိုတေကတ်သွားမှာနော်ဆိုလိုနိုင်ပဲပြောရမယ်ဆိုတော့ ဟုတ် တေကတ်သွားမှာဒီမှာဒီဒါလေးကစီးဖြတ်ပါလေးဘ ဟုတ် ယ်လိုလုပ်လဲဆိုတော့သူကနှစ်ဖက်လုံးဖြတ်ပါပါတယ်ဒါလည်းဖြတ်ပါလေးပဲ ဟုတ် နော်ဖြတ်ပါလေးပဲဒီဘက်ကနေလို့ထွက်တယ် ဟုတ် ဒီဘက်ကနေဆိုပြန်မဝင်အောင်လုပ်ထားတယ်တစ်ဖက်ဖြတ်ပဲ ဟုတ် ဒီဘက်ကမှနှစ်ခုကွာဘိုးပြောမျက်စိနဲ့မြင်အောင်ကြည့်လိုက်ဒီဘက်ကလည်းတစ်ဖက်ဖြတ်ဒီဘက်ကလည်းတစ်ဖက်ဖြတ်ဘယ်လိုလုပ်လို့လဲဆိုတော့ဒီကောင်လေးကနော်စပလင်နဲ့တွန်းကန်ရတယ်လုံးနေဒီကြားထဲမှာ ဟုတ် ဘယ်လိုလုပ်လဲဆိုတော့ဒီကောင်ကဘိုးအားကျွေးလိုက်ရင်ဒီဘက်ကိုသွားလိုက်သွားလိုက်အဲ့ဒီဘိုးအားပြန်လို့ရင်ဒီစပလင်ရဲ့ကန်ရတယ်ဒီရှိကိုပြန်ရောက်လာပြောပါမယ်သူ့အပေါင်းတို့ကျွေးမယ်ဆိုပါစို့ဆိုမယ်ဆိုရင်ဒီကောင်ကတန်လိုက်စကွင်းဖြစ်ပါခဏပုံမပဲ ဟုတ် ပေါင်းတို့ပဲနော်တန်လိုက်ဖြစ်သွားပြီတန်လိုက်ဖြစ်ပြီးဒီကောင်ကိုဆွဲပြီးတော့ဒီနောက်ကတ်သွားတယ် ဟုတ် ဆွဲကတ်တဲ့အချိန်မှာဒီဘက်ဘာတစ်ခုပွင့်မယ်ဘာတလဲကြီးပွင့်မှာနော် ဟုတ် ဒီပုံမှန်ပုံစံဖြစ်သွားမျက်စိနဲ့မြင်အောင်ကြည့်မယ်ဆိုရင်ဒီကောင်ကအပေါင်းတို့ကျွေးတယ်ဒီဘက်ဆွဲသွားတယ်အပေါင်းတို့ကချက်ချင်းမကျွေးဘူးဘယ်လိုကျွေးလဲဆိုတော့ပြက်တောက်ကျွေးအပေါင်းကိုဓာတ်ရိုက်ကျွေးတာလေအနှုတ်ကတော့စီကနေမီးကြီးလင်းနေတယ်မျက်စိနဲ့မြင်ဓာတ်ရိုက်ကြီးအသေးကျွေးတာမဟုတ်ဘူးဓာတ်ရိုက်ကြီးကျွေးတာရင်ဒီကောင်ကွိုင်ခိုင်းလိုက်လောက် ဟုတ် သူ့ကိုအပေါင်းကတော့ကျွေးထားပြီးသားအနှုတ်ကို ECU နဲ့ကျွေး ECU ကဘယ်လိုကျွေးလဲဆိုတော့ဆက်ကျွေးအဲ့တော့ဒါကြီးကဘယ်လိုလုပ်နေလဲဆိုတော့မျက်စိနဲ့မြင်အောင်ကြည့်မယ်ဆိုရင်ပထမဘိုးအားကျွေးရင်ဒီနောက်ကိုကတ်သွားမယ်ဘိုးအားပြန်လွတ်တိုင်းဒီစပရင်သူ့ကိုပြန်တွန်းမှာတွန်းပြီးဒီဘက်ကိုပြန်သွားမယ်အဲ့ဒီလိုလေးပြေးနေမှာဟောကောင်ပြတော့လေးပြေးနေမှာ ဟုတ် ပေးနေတဲ့အချိန်မှာဒီမှာပြဖြတ်ပါနှစ်ခုရဒီဘက်ကိုသွားတဲ့အချိန်မှာဒီဘက်ဖြတ်ပါပွင့်ပြီးတော့တိုင်ကြီးတဲ့စီကိုဆွဲယူ ဟုတ် ဆွဲယူပြီးဒီဘက်ပြန်သွားတဲ့အချိန်မှာအောက်ဖြတ်ပါပိတ်ပြီးတော့ဒီဖြတ်ပါပွင့်ပြီးတော့ဒီမှာရှိနေတဲ့စီကိုဒီဘက်ပြန်ပြီးရေပုံမှန်လိုပဲ ဟုတ် နှိပ်လိုက်တယ်အောင်ဆုံးပါပွင့်လာတယ်ရေတွေဆွဲဆုပ်လာ ဆွဲဆုံးလိုက် ပြန်ချတဲ့အချိန်မှာအောင်ဆုံးပါပြန်ပိတ်ပြီးအပေါ်ပါပြန်ပြီးအပေါ်ကိုပြန်သွားတယ်တစ်စီမြင်လားရေပုံမှန်တော့လူတိုင်းမြင်ွက်တယ် မြင်တယ်ဟုတ် ဒီစနစ်ကရေပုံမှန်စနစ်ပဲ ဟုတ် အနေတိုင်းမှာဆရာပန့်ရလဲရေပုံမှန်နဲ့ဆိုင်ကပြောတယ် ဟုတ် ဘာနှစ်ခုပါတယ် ဟုတ် အားလုံးကတစ်ဖက်ဖြတ်တယ်ပဲ ဘယ်ပြဟုတ် အပေါ်ဒီပုံမှန်ဆွဲတင်လာတယ်မျက်စိချက်မြင်အောင်ကြည့်အောက်ဆုံးပါပွင့်လာတယ် ဟုတ်ပါ ဒီကြီးတဲ့ရေတွေဆွဲတင်လာတယ် YC ရတယ်သူ့မှာလည်း YC ဒီမှာနဲ့တည်းကြက်နေရနော် ဟုတ် ဒါနဲ့လည်းကွက်တီ YC တော့မပေါ့ဒါပေမဲ့ CC လေးပဲကွက်တီလေး ဟုတ် စီကိုဆွဲယူလာတယ် ဟုတ် ဆွဲယူပြီးတော့အဲ့ဒါဆွဲယူတဲ့အချိန်မှာမီးပေးတဲ့အချိန်ပေါ့မီးပြန်လို့ရင်စပလင်ကန်နဲ့ပြန်သွားတယ်ပြန်သွားဒီလိုသွားနေနော်တစ်ဖက်ကိုဆွဲတယ်အောက်ဘားပွင့်တယ်အောက်ဘားနေစီလေးလိုက်လာလေးလိုက်လာ ဟုတ် မီးလွတ်လိုက်တယ်စပလင်ကန်နဲ့တနေရာပြန်ရောက်သွားတယ် ဟုတ် အပေါ်ဘားပွင့်ဟိုဘက်ကိုပြန်သွားတယ်အဲ့စနေနဲ့ဆိုဇက်တော့ယူပြနေတာဒီကောင်လေးကဘယ်လိုလုပ်လဲဆိုတော့တုတ်အဲ့လိုလုပ် ဟုတ် ဒီအကျွတ်အကြောင်းတော့မရောက်သေးဘူးခဏယာယီပြောလိုက်နော်အတိအကျတော့မပြောဘူးဒီကောင်လေးဘယ်လိုလုပ်လဲဆိုတော့ခုနက EF5 ကိုသူ့မှာ EF5 တော့မဟုတ်ဘူး EF5 မဟုတ်ဘူးနော်ဒါပေမဲ့ ECU ပါတည်မလားအဲ့ ECU ကတော့ခုနကဟောင်းကြီးပဲဒါပေမဲ့ online နဲ့နိုင်အဒီကိုပြတာပဲအဲ့ဒါနောက်ကျွတ်လက်ကြံလို့ခွဲအောင် ဟုတ် ကျွတ်ကင်ပြီးသားလူတွေပါမ online နဲ့မှာဒီမှာအကျွတ် ECU ဟုတ် ဟုတ်တယ်နော်ကလေးဘိန်းတော့ရှိသွားပြီ ဟုတ် ကြည့်လား ကြည့်ရကြည့်ရ ကလေးဘိန်းတော့မှကြောက်ရတော့မရှိ ဟုတ် စကူဘီဆိုဒီသေးလေး FZ ဆိုပြီးလောက်လို့ရှိကိုတော့ကြည့်ပါလိမ့်ဒါပေမဲ့သူ့ရဲ့လို့ပုံကလည်းသူ့ကသူကွန်ထရိုးပါပြီနော် EF5 တော့မဟုတ်ဘူး ECU ပဲနော်ဒီကောင်ကနေဒီကောင်ကိုထိန်းချုပ်ထားတယ်ကြံနေပြောမယ်နော်ဘယ်လောက်ထိန်းချုပ်ထားလဲဆိုတော့တောက်ဖွင့်လိုက်မယ်ခုန EF5 လိုပဲကာဗီတာလေးကိုစီလိုရင်စီရောက်ရအောင်2စက္ကန့်လောက်စီပို့ပြီးတယ် ဟုတ် တူလား EF5 နဲ့တော့ဆင်းနော် တူရဟုတ် စီပို့ပုံပြီးတော့မတူဘူးနော် EF5 ကပိုလီကအခုကလည်းပန့်တာပြောတာပန့်အကြောင်းကိုချက်မီးအကြောင်းကိုပြောတယ်ပြီးမှပြောတယ် ဟုတ် နော်အဲ့မှာဒီဘိုင်လိုပဲတော့ဖွင့်တာနဲ့2စက္ကန့်လောက်ဒီကောင်ခိုင်းတယ်ဘယ်လိုခိုင်းလဲဆိုတော့အနှုတ်ဘူအားနဲ့ခိုင်းတာနော်အပေါင်းဘူအားကတော့တော့ဖွင့်တာဒီမှာရောက်နေပြီလား ဟုတ်ရောက်နေပြီ အနှုတ်ဘူအားကိုသူက ECU မှတစ်ချင်းပြတ်တော့ခိုင်းတဲ့ခါကျဒီကောင်ကတုတ်နဲ့စီပို့2စက္ကန့်နေပြန်ရက်သွား ဟုတ်ရက်တယ် ဘယ်လိုတော့ လို့ အဲ့မှာ CKB စင်လာရဲ့သတင်းပေးဖို့ရပြီအင်ဂျင်လဲပြီဆိုမှနိုးပြီနိုးပြီဆိုမှနိုးစရာတော့မလိုဘူးအင်ဂျင်လဲပြန်ပို့ပြီလေ ဟုတ် CKB ကလဲနဲ့ပို့ပြီမလား ဟုတ် လဲပြီဆိုမှ ECU ကနေဒီကောင်ကတခါပြတ်တော့ပြန်ခိုင်းတယ်ကာဗီတာစီပို့ပြီ တလားလေးလေးအမောင်းလေးပါလေ
ဒါပဲ တော့အိမ်သာတော့ဝဲလာပါဒီဟုတ်နော်ဟာတော့လဲအဝေးမှနေနေပြီး ခဏပန့်ဆိုတာလေကိုစစ်ပန့်ပြောတယ်ပန့်ငါနော်ဒီပန့်ကိုပြီးစီရွာနေနှုတ်တယ်ကိုတို့ ဟာ နော်ဒါပန့်ကိုခါဒီပန့်နော်ပန့်ကိုတော့ဖြူကနေပြီးတော့အပေါ်မှာကြောက်တယ် ဟာ မင်းအများဆုံးဖြူတစ်လုံးနဲ့ပါရင်အရွယ်ကုန်သုံးပါပေါ့နှလုံးတစ်လုံးပန့်ကျွတ်ကြော်လေးပန့်လိုင်းကိုတည်တတ်ပေးတာရှိ ဟာ မင်းကြီးရေဆိုတော့ပန့်ဖြူသက်ပါ ဟာ ပန့်ဖြူပြန်လို့တော့အဲ့ဒါပြန်တဲ့လုံးမှာပြန်တော့ဖြူလိုက်ရှော့ကြတာဖြစ်မင်းကြီးဆိုတော့တလိုင်းကြီးခွဲထွက်သွားပြီကလေးဘေးမှာဆိုတော့တော်များသွားပြီဒါပေမဲ့ကလေးဘေးမှာကျတော့တစ်ခုစီတည်တတ်မထုတ်သေးဘူးပန့်နဲ့တွဲရတုံးတော့နော်ပန့်အခြေတာပါညာတုံးတော့တွဲရလာအခုချင်းလာရင်လည်းလာမယ်ပေါ့နော်အဓိကသူ့စီကိုအပေါင်းပေါ်ကရောက်ကျန်တဲ့တော့ဘယ်နဲ့ပတ်မလဲလို့ဆိုလေအပေါင်းပေါ်ကရောက်နေတယ်ဖြစ်ခုနကပန့်ကြောင်းပြောလိုက်ကြံပါလို့ ဟာ နော်အခုဆရာကြီးပဲမင်းနိုးနေရတော့တွန်းလာတယ်ဘာလို့ရမလဲဆိုတော့ဖွင့်ကြည့်ပေါ့ပန့်စံသားဟောင်းကြည့်ပန့်လေလား ဟာ ပန့်လေဆိုရင်တော့ချက်မီးကြည့်ကြည့်လိုက်နောက်ခုနကကြီးဟိုဟာမေးတာစောထုံးမေးတာကောင်းတယ်ဆရာကြီးပဲတတိတွန်းလာခဲ့ကျွန်တော်ဘာရင်စစ်ရမလဲလို့မရ ဟာ တော့ရင်ပြင်လို့လွယ်တဲ့အရင်စစ်ရမှာခဲရခဲကြီးတွေမစစ်နဲ့ ဟာ လွယ်တာစစ်မှကိုတော့ဘူးမြန်ပါလေ ဟာ ခဲရခဲကြီးစစ်တာလည်းသူ့စစ်နေတာကျန်ကြာပြီဒါပေမဲ့တကယ်ပြတ်တာသူမဟုတ်ရင်ပိုရှုပ်မှာ ဟာ တော့ဖွင့်ကြည့်မယ်ပန့်တယ်နားတော့ကြည့်တက်လေလို့ ဟာ ဟုတ်ပြီအဲ့ဒါဒိုင်ဘက်ကိုကြည့်မယ်ချက်ပြီးလေးလေးလားချက်ပြီးခုံနေတယ်ပြချက်ပြီးပြတယ်အဲ့ဒါပြချက်ဖတ်ရ ဟာ ဆရာကြီးပန့်လဲလေချက်ပြီးလဲမခုံဘူးလို့မရဘူးဟောတယ်အခုခဏကိုပြောတဲ့ဟာစစ် ဟာ အင်ဂျင်ကိုလိုရှင်းစစ်လို့ရတယ်အင်ဂျင်ကိုလိုရှင်းဖြစ်နေနော်ပန့်ပချာကြာဖြစ်နေနော်ပလန်မီးစစ်ပေါ့ ဟာ ပန့်လဲတော့မီးလာဖို့များတယ်ပလန်မီးဆိုတာပလက်ပေါ့ပလက်လဲဆန်း ဟာ ဒီအဖိုင်မှာပြောစရာရှိတာတရုတ်ဘိန်းတွေတို့တရုတ်ဘိန်းတွေကတော့ဟိုအင်ဂျင်ကြလို့တော့လည်းကောင်းကာဗီတာဖောက်လို့လည်းကောင်းဒီကိုမဲရပြီပလက်ဖောက်ပြီးတာနော်ပလက်ရဲ့ထိတ်မှဝယ်ပြက်ပတ်လက်ကူးနေမှာ ဟာ ဒီ EF မှာတုံးတဲ့ပလက်တွေဖောက်တဲ့ခါကျတော့သူ့လိုမပြတော့မီးကတော့ပုံမှန်1 ခွဲလို့ဆိုင်တော့ထိတ်လေးမှာပြနေပြီပေါ့အကောင်းတဲ့ပလက်တွေရှိအဲ့တော့ပလက်ကတော့စိတ်ချင်လဲဆန်းကြည့်စိတ်ချင်တော့ပလက်ကြောင့်တော့ထင်လဲဆန်းကြည့်ပလက်ဆန်းတဲ့ဆက်တော့ရှိတယ်အဲ့ဒါကိုမဝယ်တော့အလိုလောက်လို့နော်ကားတွေမှာကြောပလက်က4လုံး6လုံးပါတော့လဲရမချောင်ဘူးဆိုတော့လဲဆန်းပြီးမှလဲရကိုလိုဆိုင်မှာတော့မလိုဘူးနော်အဲ့တော့ပလက်မီးလာတာဆန်းအင်ဂျင်ကော်ပီရှင်နဲ့တပ်ပရက်ရှာဆန်းအဲ့ဒါမှဆရာကြီးတပ်ပရက်ရှာလည်းကောင်းတယ်အင်ဂျင်ကော်ပီရှင်လည်းကောင်းတယ်ဆိုတော့ပလက်လဲဆန်းကြည့်နော်မျက်စိနဲ့ကြည့်လို့မရပဲရှိရနော်ဟုတ်နော်အဲ့ဒါဆိုရင်အခုအဲ့ဒါဆိုရင်ဘလို့ခုတိုင်ခွက်နဲ့ပတ်ပေါင်းကြောက်ပြီးအဲ့ဒါနောက်ရမှာအင်ဂျင်လာရဲ့ပလက်ကွာနဲ့ FID ဖတ်တယ် ဟာ ဟုတ်ပြီအဲ့ဒါ900